ငြိမ်းခြင်းဖြင့်ချုပ်ငြိမ်းခြင်းဒီဟုသောအ내ကိုသိမြင်တော်မူလာသဖြင့်ယထာဝိပါတုဝန္တိဓမ္မအစရှိသည်ဖြင့်ကိလေသာတို့ကိုပူပန်စေတတ်သောသမ္မာပဒံလုံလဝိရိယနှင့်ပြည့်စုံသောယုံနာတို့ယနေ့ဒုက္ခအနတ္တလက္ခဏာကိုစိုက်စိုက်သူသူရှုမြင်လို့ရှိပြီးတော့မကောင်းမှုဒုစရိုက်တို့ကိုအပပြုပြီးသဖြင့်ဘာဟိတဗမဘာဟိတဘာပဗျာမနစင်စစ်ဖြစ်တော်မူသောယဟန္တာသကေရှင်သူမြတ်၏ညာ၌ဟောဒီပကိယတရား39ပါးတို့သည်ထင်ရှားဖြစ်ပေါ်ကုန်၏ဖြစ်ကြတဏှာဖြင့်အရဟတမေဉာဏ်ကိုရသဖြင့်လေးပါးသောသစ္စာတရားတို့သည်ထင်ရှားကုန်၏ဖြစ်ကြထိုအရိယသကေယဟန္တာရှင်သူမြတ်အားအဝိဇ္ဇာစရှိသောအကြောင်းတရားတို့၏မဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ငြိမ်းခြင်းအနုပါဒနိရောဓဟုဆိုသောဘုံကံခြင်းသဘောကိုအကျုံးမဲ့ဂုံစင်သိမြင်ပြီးဖြစ်ရကပဋိစ္စသမုပ္ပါကိုအစွဲပြုဖြစ်သောယုံမှားခြင်းအတိတ်အနာဂတ်ပစ္စုပန်ကာလသုံးပါးကိုအစွဲပြုဖြစ်သောယုံမှားခြင်း16ပါးဤတရားတို့သည်ကင်ဂုံကွာဂုံတို့သည်သာတည်းဟုဤအ내အတိတ်ကိုပေါ်ပြလျက်ယထာဝိမာတုဘဝန္တိဓမ္မအာတာပိနောသာယတော်ဗျာမနတအထံသာကင်္ကာဝပယန္တိသဗ္ဗယတော်ခယံပစ္စယနံအဝေတိဟုဘုံသောကြောင့်ပါနှင့်ပြည်ကုန်တော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်ဟောမနတသာကိုမဟာဂရိယာညာနာတံပယုဇောစိတ်တုဘတော်ပြဋ္ဌာန်း၍ကုထံပြုရင်တော်မူအပ်ပါသည်ဘုရားတတေဝဟုသောဘောဓိဝကေတတိယဘောဓိသုဒ္ဓသင်္ခါတံဥရဏံဘဂဝတာကထာဒရာကမ္မထံဝိရိတဝါကတိံသဥဒာနိတံဥရူဝိလာယံယေဝဗန္တိနိသန္တိရင်သရာယတိရေဘောဓိဒုက္ခမူလေအဘိသမောတိတောသတ္တမယာရတိယပစ္စည်းမေယာမေပဏိသသမုပ္ပါဒံဝနုလောမပတိလောမမနာတိကတဝါအဝိဇ္ဇာတိပစ္စယသမှုတေယနာသင်္ခါရတိကာသပစ္စယုပ္ပန္နတဒုက္ခကံတတသမှုရိယသင်္ခါတင်စေဝအဝိဇ္ဇာတိပစ္စယနိရောဓေနသင်္ခါရတိကာသပစ္စယုပ္ပန္နတဒုက္ခကံတတနိရောဓသင်္ခါတင်သအထာထွာယံဝိဒိတဝါယထာဝိပါတုဘဝန္တိဓမ္မအာတာပိနောဇာယတော်ဗျာမနတဝိတုပယံဒိဋ္ဌတိမာရသေနံသူရိယောဝါဩဘာတယမန္တလိကံတိဧဝံကိုဗန္တိဘဂဝတာဥဒာနိတံတောဥဒံပါဠိတော်ဘောဓိဝဲ၌ပင်လင်တတိယဘောဓိတော်ဟုခေါ်ဆိုသောကုရံစကားတော်မြတ်ကိုဘုန်းတော်၆ပါးနှင့်ပြည့်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်အဘယ်ရည်သာ၌ဘယ်ခါကာလပဲဘယ်လိုသောအကြောင်းအရာနှင့်သောကိုသိမြင်တော်မူ၍ဘယ်လိုသောအချင်းရာအချင်းကုထံကျွင်းတော်မူခဲ့ပါသည်ငါခြင်းလေလာတော်ဥမှာပင်နေရင်ကရာမြစ်ယနီမဟာဘောဓိပင်အပရာဇိတဝရိသဝသီရာသနာပလင်တော်၌ဥဒံပြုရင်တော်မူအပ်ပါသည်ဘုံတော်ကြောင့်ပါနှင့်ပြည်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်